ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ New Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထွန်းမှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာကြီးမင်းသိန်းခဤမောင်မင်းကြီးသားမောင်မြဖေးဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း20နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါအောင်ခင်ဗျာနောက်တစ်နေ့နဲ့စောစောမှစ၍နေမွန်းတဲ့ကနေတိုင်အောင်မောင်မြဖေးသည်အောက်ထပ်သို့မဆင်းတော့ပြီအဘယ်ကြောင့်ဆိုမူမြို့မှရိတ်ခါပို့လာသောသူများ၎င်းကိုမြင်တွေ့သွားကစကားရှုံနေမည်ဆိုသောကြောင့်ဖြစ်၏ရိတ်ခါပေါ်သောလက်သုံးစီးသည်နန်းနက်9နာရီလောက်တွင်ရောက်လာကြလေ၏လက်ပေါ်မှလူများကအဖိုးကြီးအားအဖိုးကြီးနေကောင်းရဲ့လားဟုနှုတ်ဆက်ကြလေ၏နေကောင်းပါတယ်ငါလူတို့ရဲ့မင်းတို့မျိုးကမျိုးသားကြီးရောကျန်းကျန်းမာမာရှိရဲ့လားဟုအဖိုးကြီးကပြန်၍မေးလေ၏ရှိပါတယ်အဖိုးဒါပေမဲ့ဂျပန်တွေကလည်းသူ့ကိုသိပ်ပြီးမယုံကြဘူးမြို့မှာကလည်းတထိတ်ထိတ်တလန့်လန့်ပဲဒါကြောင့်လေမြို့မှာညမဆဆထားလို့မရတဲ့ပစ္စည်းတွေအဖိုးစီရှိတာပေါ့ဟုလယ်သမားများကပြောလေအေးလေဒါကြောင့်အဖိုးလည်းစဉ်းစားနေတာလယ်သုံးစီးနဲ့တောင်မှပါလာလို့ပြီးတော့ငါသားတွေငါမြေးတွေရောနေထိုင်ကောင်းကြရဲ့လားဟုအဖိုးကြီးကမေးလိုက်လေနေကောင်းပါတယ်အဖိုးရဲ့မြေးတွေကတော့ဂျပန်ကျောင်းတက်ပြီးဂျပန်စာသင်နေကြလေရဲ့ဟုလယ်သမားများကပြန်၍ပြောလေလယ်သမားများသည်ရိတ်ခါပစ္စည်းများကိုချ၏အဖိုးထံမှဓာတ်လုံးစိန်ထားသောရေကိုတောင်း၍တောက်ကြ၏ဤလင်လယ်သမားများကပြန်မယ်ဟုပြောကြလေထိုကအဖိုးကြီးကမျိုးသားကြီးတစ်စုံတစ်ခုဒုက္ခရောက်ရင်တော့အဖိုးစီကိုအမြန်ဆုံးအကြောင်းကြားတော့အဖိုးကယ်မယ်ဟုအဖိုးကြီးကမှားလိုက်လေထိုကလယ်သမားများကကောင်းပါပြီအဖိုးအကြောင်းကြားပါမယ်ဟုဆိုကပြန်သွားကြလေတော့လယ်သမားများပြန်သွားသောအခါ၌မောင်မြပေသည်အဖိုးကြီးထံဆင်းသွားလေပြီးလင်ရိတ်ခါပစ္စည်းများကိုအဟောင်းနှင့်အသစ်ပေါင်းတဲ့ဒီကိုပေါင်း၍ခွဲတဲ့ဒီကိုခွဲကားလုပ်ပေးလေပြီးလင်အဖိုးကြီးဤဖိုယုံအတွင်းသို့ဝင်ကားစကားပြောရင်းရေနွေးချမ်းတောက်နေလေထိုကအဖိုးကြီးကလူကလေးရေမချိုးသေးဘူးလားအဖိုးတော်ရေချိုးတော့မယ်ဟုပြောသည်ဖြင့်မောင်မြဖေလည်းအဖိုးကြီးနှင့်အတူသဲချောင်းစီသို့ရေချိုးဆင်းလေတော့လမ်းတွင်အဖိုးကြီးကဂျပန်နဲ့မျိုးသားကြီးတော့ဒီနေ့ညှိကြလိမ့်မယ်မျိုးသားဆိုတဲ့လူကလည်းမတရားရင်ခံမှာမဟုတ်ဘူးအသက်တိုင်အောင်စွန့်ဝင်တဲ့လူသားမျိုးပဲဟုအဖိုးကြီးကပြောလေအဲ့ဒီမျိုးသားဆိုတဲ့လူကြီးဟာအဖိုးပြောတယ်လို့ဆိုရင်အတော့ကိုလေးစားဖို့ကောင်းတာပဲဟုမောင်မြဖေကပြောလိုက်လေဒီလူဟာလေးစားဖို့ရင်ကောင်းတာမဟုတ်ဘူးသူ့အဖြစ်ပြက်ကလည်းကြားရတော့ခက်ဆန်းဆန်းပဲကွာလို့ရေကန်ရင်ကလည်းအတော့ကိုရှိတယ်နှစ်နှဲငယ်အတွင်းမှာဗလာနတ်တိဘဝကနေချမ်းသာကြွယ်ဝတဲ့အထိစီးပွားရှာနိုင်တဲ့စွမ်းရည်တစ်ခုတည်းကိုနေတာမဟုတ်ဘူးကွဒီမျိုးရောက်မှအိမ်အောင်ကြတာမျိုးသားကြီးလို့ဟိုးလေးတကြောဖြစ်မှအိမ်အောင်ပြုတ်လိုက်တာကွာနေပေါင်းအစိမ့်လောက်ကွဲနေတဲ့ငယ်ကြီးစားကိုဒီမှာတွေ့မှလူသိရှင်ကြားယူလိုက်တယ်တတိကလည်းတတိကောင်းကွာအဖိုးတို့ပြည်သားရမှာဟိုတုန်းကလူမိုက်တယောက်ကြီးစိုးနေသေးတယ်ကွအဲ့ဒီလူမိုက်ကလည်းတပြည့်တပန်းတွေဘာတွေနဲ့အကြနာပဲတမျိုးလုံးသူ့ကိုကြောက်ရမလို့ဖြစ်နေတယ်သူမိမစိန်ငကဝယ်ဖို့ငကတစ်ဖက်ဖို့လိုနေတာတမျိုးလုံးအလူငွေထက်ခိုင်းတယ်လေကွာမြို့လေရေကန်ကြီးပြင်ရန်ဆိုပြီးတော့ခေါင်းစဉ်နဲ့သူ့တပည့်တွေကအလူငွေတွေကောက်တော့တာပဲကွာအလူငွေမထက်တဲ့လူကိုရန်လုတ်တော့တာပဲပြီးတော့အဲ့ဒီရေကန်ကြီးပြင်တာမဟုတ်ဘူးကွာသူ့မိမကိုငကဝယ်ပေးလိုက်တော့တယ်အဲ့ဒါတမျိုးလုံးသိနေတာပဲဘယ်သူမှလည်းမပြောဝင်ဘူးပြောဝင်တဲ့လူရှိရင်လည်းသိမလွယ်လှဘူးကွာညဆိုရင်အဲ့ဒီလူအိမ်ကိုသူ့တပည့်တွေနဲ့သူလာဝပြီးဝိုင်းတော့တာပဲအဲ့ဒီတော့လူတွေကသူ့ကိုယွင်ကြောက်ကြီးဖြစ်နေတော့တာပေါ့ကွာပြီးတော့လည်းအထက်ကိုတိုင်လို့လည်းမဖြစ်ဘူးကွာတို့မျိုးကိုအုပ်ချုပ်တဲ့အရာရှိအရာခံတွေဟာအဲ့ဒီလူမိုက်နဲ့ရင်းနှီးကြတယ်ကွတိုင်လိုက်တာနဲ့သူကသိလိုက်တာပဲပြီးတော့လည်းဘယ်လိုကြောင်မှမသိတော့ပါဘူးကွာအင်္ဂလိပ်ဆိုရကအဲ့ဒီလူမိုက်ကိုမျက်နှာသာပေးထားတယ်ကွာမျိုးသားကြီးဖြစ်မဲ့လူရောက်လာတော့မှပဲအဲ့ဒီလူမိုက်လည်းပြေးတော့တာပဲဟေ့ဟုတ်အဖိုးကြီးကပြော၍တဟားဟာရေမောလေတော့ဘယ်လိုဖြစ်တာတော့အဖိုးရဲ့ပြောပါဦးဟိုမောင်မြဖေကမေးလိုက်လေဒီလိုကွာအဲ့ဒီတုန်းကတို့ကဈေးတွေကပွဲယုံမှာထမ်းဖို့စားတော့နေရတဲ့အလုပ်ကျန်းသမားတူပဲကွာဒါနဲ့ပြောဖို့တခုမိနေသေးတယ်လူမိုက်ကမောင်ကန်တဲ့ကွာသူ့ကိုသူ့တပည့်တွေကဘိုကန်လို့ခေါ်ကြရကအစားအားလုံးကဘိုကန်လို့ခေါ်ကြရတာပေါ့ကွာ
အဲ့ဒီဘောကန်တပည့်2ယောက်ဟာဈေးနာကလက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်တောက်ရင်ဈေးကိုလာတဲ့မိန်းကလေးတစ်ယောက်ကိုအင်္ဒရီပြက်လောက်အောင်ဤတဲ့လိုက်ပြီးလှုပ်တာကိုကွာအဲ့ဒီမှာထိုလူကြီးကတွေ့လဲတွေ့ရောထန့်ထားတဲ့ဆိုင်အကြီးကိုဘုံကနေပြစ်ချပြီးသွားမယ်လို့တော့တာကိုအဲ့ဒီတော့ကြံတဲ့အလုပ်သမားတွေကဝိုင်းပြီးတားထားကြတယ်မလုံနဲ့ကိုလူဘောကန်တပည့်တွေဒီမြို့မှာသူတို့ကိုကြောက်နေရတာသူတို့ဆရာမိုက်တယ်လူမိုက်တာဆိုရဲမင်းပေါက်ဆိုးပေါက်ကြီးကိုလူအဖို့အများကြီးနစ်နာသွားလိမ့်မယ်အဲ့ဒီလိုဝိုင်းပြီးပြောကြပါတယ်အဲ့ဒီတော့ထိုလူကြီးကပိုပြီးမခံချင်းဖြစ်သွားတော့တာပဲဘိုးကန်အသားလည်းမခါပါဘူးဗျာသူလည်းဂျူပါရာမမဟုတ်ပဲလို့ပြောပြီးဘိုးကန်တပည့်လူမိုက်2ယောက်စီကိုတန်တန်မတ်မတ်သွားတော့တာပဲဟေတစည်းလုံးကထွက်ကြည့်နေကြတဲ့မောင်ကြီးထိုလူကြီးကိုတော့ကရုဏာတက်နေကြတာပေါ့ကွာဒုက္ခဖြစ်တော်မှာပဲလို့ထင်နေကြတာပေါ့လူမိုက်တွေနားလဲရောက်သွားရောတို့လူကြီးကဟိတ်ကောင်တွေမင်းတို့မြန်မာမဟုတ်ဘူးလားမြန်မာအမျိုးသမီးကလေးတယောက်ကိုဒီလိုပဲစော်ကားရသလားလို့မိလိုက်တယ်ကွာအမျိုးသမီးကလေးကလည်းဆက်ဆက်ကျဲကလေးကွာဟုတ်ပါရဲ့ရှင်ကျမတို့မြို့မှာယောက်ျားတွေမရှိကြတော့ဘူးထင်တယ်ဒီလိုလူရန်ကားကိုဝင်ပြီးမတော်လန်ဝင်ကြတော့ဘူးလားသူတို့ကိုမဟန်တားဝင်ကြတော့ဘူးလားအကူကြီးတယောက်ပဲရဲရဲဝံ့ဝံ့လာပြီးကန့်ကွက်ပေါ်ရတယ်ယေရှုတင်လိုက်တာအကူကြီးရဲ့ကျမတို့ဒီကောင်2ယောက်ကိုတိုက်ခိုက်ပေးပါတကယ်လို့အကူကြီးတင်သွားရင်ကျမတပိတ်ပေးပါမယ်ကျမမှာစုထားတဲ့ပိုက်ဆံတွေရှိပါတယ်ဘုန်းကြီးပေါင်းသက်စိတ်နဲ့လွတ်ပေးပါမယ်ဒီကောင်2ကောင်နဲ့သက်ဆိုင်ပါရှင်အဲ့ဒီလိုပြောတော့တာကိုကွာအဲ့ဒီခါမှာလူမိုက်2ယောက်ကကဲဟဲ့ကောင်တပိတ်သွမဲ့လူလည်းအစင်သင့်ရှိနေပြီသေပြီတော့ဆိုပြီးဓာတ်နဲ့ဝင်ထိုးတာကိုကွာအဲ့ဒီခါမှာတို့လူကြီးကမှန့်ထည့်ပြီးဓာသမားရဲ့မျက်နှာကိုခြေထောက်နဲ့ကန်လိုက်တာဖောင်းဆိုတဲ့အတန်ကြီးဟာဝါ2ယောက်ကကြားရတယ်ကွာကျန်တဲ့တကောင်ကလည်းတပည့်ဖို့ကဓာကြီးဆွဲထုတ်လာပြီးတို့လူကြီးကိုခုတ်သေးတယ်ကွာဒါပြင်မဲ့မရပါဘူးကွာတို့လူကြီးကတကယ့်ကိုအသက်ဖို့သမားကြီးပဲကွာခုတ်တဲ့လက်ကိုဖမ်းပြီးလိန်ချိုးလိုက်တယ်ပြီးတော့အဲ့ဒီကောင်ရဲ့ဂုတ်ကိုတအားညှစ်ကန်ပြီးမြေကြီးမှာဆောင့်ချလိုက်တယ်မျက်နှာတစ်ခုလုံးသွေးတွေဖြာထွက်သွားတာပဲဒါနဲ့မကျင်သေးဘူးကွယ်အဲ့ဒီကောင်ကိုချုပ်ကန်ပြီးမင်းတို့ဆရာဘိုးကန်ဆိုတာကိုလိုက်ကြစမ်းဆိုပြီးခေါ်သွားတော့တာပဲဈေးတွေကလူတွေရောဈေးပြင်ကလူတွေရောတတိကြီးလိုက်ကြည့်ကြတယ်ဘိုးကန်တို့လိုလူမိုက်ကိုရှင်ဝင်းတဲ့လူပေါ်ပြီးလက်ရည်တူတဲ့လူပေါ်ပြီးပေါ့ကွာလက်ရည်တူရင်ပွဲကကြက်နာကိုကွာပွဲချင်းပြီဆိုရင်ပွဲကြီးပြိဿကသဘောကျတာပဲဟုတ်ရောစောကအဖိုးကြီးကတဟဲဟဲရေလေထောကမောင်မြဖေကပြောပါဦးအဖိုးရဲ့နောက်ထောင်လို့ကောင်းလိုက်တာဟုတ်ဆိုလေအဲ့ဒီတော့ကွာတို့လူကြီးဖမ်းလာတဲ့ကောင်လဲနာတော့သူ့ဆရာကိုပြရတော့တာပေါ့သူ့ဆရာဘိုကန်ဟာတရုတ်အဖောင်အင်ကဘိုကဝိုင်းမှာဘိုကတောင်းနေတယ်ကွာအဲ့ဒီအိမ်မှာရှိပါတယ်လို့ပြောရတော့တာပေါ့အဲ့ဒီခါမှာတို့လူကြီးကအဖောင်အင်ရှိကိုသွားတော့တာပဲပြီးတော့ဟေ့ဘိုကန်ကောမောင်ကန်မင်းဒီဘယ်လိုဖြစ်နေတယ်လဲထွက်ကြည့်စမ်းကွာအဲ့ဒီလိုရင်ကောင်းမှန်ကြီးနဲ့អော်လိုက်တာကိုကွာအဖောင်အင်ကအိမ်သားတွေရောဖဲသမားတွေပါအိမ်ရှိကိုထွက်ကြည့်ကြတယ်ဘိုကန်တပည့်တယောက်မျက်နှာမှာသွေးချင်းချင်းနေပြီးဈေးကူလီကြီးရဲ့လက်ထဲမှာဖန့်ချုပ်ခံထားရတာကိုတွေ့တော့အတော့ကိုအံ့ဩသွားကြတာပေါ့ကွာအဖောင်အင်ရှိမှာလူတွေဟာတန်းစီပြီးကြည့်နေကြတယ်အဲ့ဒီမှာဘိုကန်လည်းပါတယ်ဒါပေမဲ့တို့လူကြီးကဘိုကန်ကိုမမြင်ဘူးကွာအဲ့ဒီတော့ဘိုကန်တပည့်ရဲ့လက်ဘင်းကိုတအားညှိရင်ဟဲ့ကောင်မင်းဆရာဘိုကန်ဆိုတာဘယ်ဟာလဲငါ့ကိုပြစမ်းမှန်မှန်ကန်ကန်ပြရင်မင်းအသက်ကိုငါစဉ်းစားမယ်အဲ့ဒီလိုပြောပြီးလက်ဘင်းကိုနည်းနည်းလေးပူပြီးညှစ်လိုက်တာကိုကွာအဲ့ဒီအခါမှာဒီကောင်လဲသူ့ဆရာကိုသူလက်ညှိုးထိုးပြတော့တာပဲဟိတို့လူကြီးကလည်းဘိုကန်ကိုတေးသေးချာချာလဲသိရရောလက်ထက်ကကောင်ကိုလွှတ်ချပြီးဘိုကန်စီကိုတန်းတန်းမတ်မတ်သွားတော့တာပဲဘိုကန်ကမင်းညကြရင်သိလိမ့်မယ်လို့တို့လူကြီးကိုကျင်းလိုက်သေးတယ်ဒါပေမဲ့တို့လူကြီးကဘာဖြုံမလုံးကွာငါဟာနေတွေညတွေရွေးတယ်လူမဟုတ်ဘူးအလုတ်ကိုအကျွေးထားတတ်တဲ့လူလည်းမဟုတ်ဘူးလို့ပြောပြီးဘိုကန်မျက်နှာကိုခြေထောက်နဲ့ခတ်လိုက်တယ်ဘိုကန်ကလည်းရလို့ရညာပြန်ခုခံကြည့်သေးတယ်မရပါဘူးတို့လူကြီးကတရောင်တွေရောဒူးတွေရောလက်သီးတွေရောအကုန်လုံးပြစ်သွင်းတော့တာပဲဟိအဲ့ဒီမှာဘိုကန်လည်းဘိုကန်ကြီးဖြစ်သွားတော့တာပေါ့ကွာအယုတ်ကျိုးပြက်ကိုလက်ကျသွားတော့တာပဲလေတို့လူကြီးကဒီအတိုင်းမထားသေးဘူးဟိဘိုကန်ကိုကုတ်ကကင်ပြီးဈေးတဲ့တရွတ်ဆွဲလာပြန်တယ်
ဈေးရောက်တော့မှခမရတို့ကြောက်နေတဲ့ဘိုကန်ဆိုတဲ့ကြားကြီးကကျွတ်ဆုပ်ဖြစ်သွားပြီမြင်ကြရဲ့မဟုတ်လားနောက်ကိုသူတို့အနိုင်ကျင့်ရင်မခံနဲ့ကျုပ်ကိုလားတိုင်အဖို့အခတပြားမှမယူပဲဆုံးမပေးမယ်လို့ကြီးညာလိုက်တော့တာကိုအဲ့ဒီလိုကြီးညာလိုက်တယ်ဆိုရင်ပဲဘိုကန်တို့လူစုကိုမနိုင်လို့တိခံနေကြရတဲ့လူအပေါင်းကလက်ခုပ်တီးပြီးဩဘာပေးကြတော့တာပဲဟေလက်ခုပ်တန်ဟာဘဝက်ထီအောင်ရှန်တွက်သွားတယ်လို့ဆိုရမှာပဲအဲ့ဒီလိုလဲလုတ်ပြီးရောတို့လူကြီးဟာဘိုကန်ကိုပြစ်ချပြီးစောစောကသူပြစ်ချခဲ့တဲ့ဆန်အိတ်ကိုသွားပြီးထမ်းတော့တာပဲစောစောကသူဘိုကန်တို့နဲ့တိုက်ခိုက်နေရတဲ့အတွက်ဆန်ထမ်းတဲ့ခောက်ရည်ပြတ်သွားတာကိုလည်းပြန်ပြီးအကျွေးဆက်တဲ့အနေနဲ့ပို့ပြီးထမ်းရှာတယ်ကလေးလူကြီးမကြမ်းတို့လူကြီးကိုလာကြည့်ကြတယ်ကုန်းကွက်နဲ့မချိမဆန့်ဖြစ်နေတဲ့ဘိုကန်တို့ဆရာတပည့်တွေကိုလည်းလာကြည့်ကြတယ်ဘိုကန်တို့လူစုဟာလည်းလူမိုက်လှုပ်ရှားလို့မရအောင်အဆက်ကွဲသွားပြီးဖြစ်တဲ့အတွက်အဲ့ဒီချိန်ကစပြီးဒီမျိုးကပျောက်ကွယ်သွားတော့တာပဲကွမြို့သူမြို့သားအပေါင်းလဲရွှင်မြူးကုန်တော့တာပဲဟေးဟုတ်အဖိုးကြီးကပြောဆို၍တဟားဟာရေမောပြန်လေတော်တော်သက်တီကောင်းတဲ့လူကြီးပဲနော်ဟုတ်မောင်များဖေကပြောလိုက်လေဒါကတခုပဲပြောသေးတာကွာသူ့ရဲ့စွန်စားကန်းတွေကအများကြီးပဲတအိမ်လုံးမိလောင်နေတဲ့အဲ့ဒီအိမ်မှာမိနေတဲ့တူဟာမစင်နိုင်ပဲပိတ်မိနေတယ်ဘယ်သူမှလည်းတက်ပြီးမကယ်ဝန်းကြဘူးတို့လူကြီးဟာစွန်စားပြီးကဲဘူးသေးတယ်ကွာတော်တော်ကိုတက်တီကောင်းတဲ့လူကြီးပါငါမြည်ရဲ့ဟုတ်အဖိုးကြီးကပြောဆိုလိုက်လေထို့နောက်၎င်းတို့နှစ်ဦးသည်တဲချောင်းအတွင်း၌ရေချိုးကြလေအဖိုးကြီးသည်ချောင်းလယ်၌သွား၍ရေချိုး၏မောင်မြဖေမာမူတဲတောင်ပြင်၌အညောင်းပြေးပြေး၍နေလေထိုချိန်၌အထက်စီမှမိုးညိုလာသည်ဖြင့်အဖိုးကြီးတက်ခက်ဟုတ်မောင်မြဖေကအော်၍ပြောလေအဖိုးကြီးလည်းပြေး၍လာလေတို့ရာတွင်အဖိုးကြီး၏ခြေလမ်းများမှာသဲများ၌မြုပ်၍နှိကွေးနေလေထိုကြောင့်မောင်မြဖေသည်အဖိုးကြီးထံပြေးသွားကအဖိုးကြီးအားပြေး၍ထမ်းလေထိုချိန်မှာပင်ရေလိုင်းလုံးကြီးများသည်တရိပ်ရိပ်ရောက်လာလေတော့၏မောင်မြဖေတို့ချောင်းကန်နှစ်ဖူးသို့လှမ်း၍တက်သည့်အချိန်၌ပင်ရေလုံးသည်၎င်းတို့နှစ်ဦးအားလာ၍ရိုက်လေတော့၏၎င်းတို့နှစ်ဦးစလုံးတွင်၍သွားကကလန်ဖြတ်ပေါက်နေသောသေကိုင်း၌တင်ကြလေ၏မောင်မြဖေသည်အဖိုးကြီးအားကြည်ပါအောင်ဖဲ့၍အောက်သို့တွဲချလေ၏၎င်းမှမူခြေထောက်၌သင်ငုတ်လဲဆူ၏ခြေထောက်တစ်ချောင်းလဲတွင်ကျိုးသွားလေတော့၏ထို့ကြောင့်သေကိုင်းမှတဆင့်ဂုံပေါ်သို့ရောက်သည့်တိုင်အောင်လက်ကိုအားပြည့်၍ဆင်နိုင်ခဲ့တော်လဲဂုံပေါ်သို့ရောက်သောခါ၌မူလုံးဝမရွှေ့နိုင်အောင်ပုံလျက်သားလဲကျသွားလေတော့၏ထိုကအဖိုးကြီးသည်မောင်မြဖေအားဂျိုင်းမကန်၍တဖြည်းဖြည်းတရွတ်ဆွဲကာအိမ်ကြီးစီသို့ယူခဲ့လေတော့၏အိမ်ကြီးသို့ရောက်လျင်သင်္ကုတ်ဆူသောဒဏ်ရာအားဆေးများထည့်ပေး၏ကျိုးသွားသောခြေထောက်ကိုလည်းဆေးများအုံ၍ဝညံများကပ်ကာတင်းကျပ်စွာကျက်စီး၍ခြေထောက်လှုပ်ရမ်းခြင်းမရှိရစေအောင်မျက်နှာကျက်မှကြိုးတစ်ချောင်းဖြင့်တိုင်းထားရလေတော့၏မောင်မြဖေမာမူနာကျင်လွန်းသောကြောင့်သတိမေ့၍သွားလေတော့၏သတိရလာသောခါ၌မူအဖိုးကြီးကငါမြေးကယ်ပြီလို့သာပဲအဖိုးလည်းချောင်းမှာရေမချိုးတာကြလေတော့မိုးတွင်းဆိုတာမေ့နေတယ်ငါမြေးရဲ့ခြေထောက်အတွက်နဲ့တော့မပူပါနဲ့ကွယ်အဖိုးရဲ့ဆေးကစွမ်းပါတယ်အကောင်တိုင်းပြန်ဖြစ်မှာပါတခုတော့ရှိတယ်6လလောက်တော့ဒီကနေဘယ်ကိုမှသွားလို့မရဘူးနောက်6လလောက်လမ်းလျှောက်ပြန်ကျင့်ရအောင်မယ်ကွယ်အဲ့ဒါပြင်တော့ဘောလုံးတောင်ကစားလို့ရတယ်ကောင်းတဲ့ခြေထောက်ထက်တောင်သူကပို့ပြီးတန်သွားသေးတယ်အယိုးကြီးပေါင်းတက်သွားပြီဆိုတော့လူကလေးရဲ့ဟုတ်အဖိုးကြီးကပြောလေကျွန်တော်အတွက်စိတ်မပူပါနဲ့အဖိုးမသေးတာကိုပဲကျွန်တော်ဖြင့်ဝမ်းသာနေပါပြီဟုတ်မောင်မြဖေကပြောလိုက်လေဒေါ်ကအဖိုးကြီးကမြစင်းလည်းပြုစုပါလိမ့်မယ်ဟုတ်ပြောဆိုကထွက်သွားလေတော့၏မောင်မြဖေလည်းဒဏ်ရာကနာကျင်လွန်းသောကြောင့်အနေငယ်မှင်း၍နေလေထို့သောမှင်း၍နေရာမှအိပ်ပျော်သွားလေတော့၏အေယာမနိုသည့်အခါတွင်၎င်း၏ကောင်းသောခြေထောက်တစ်ဖက်အားတစုံတစ်ယောက်ကလာရောက်နှိမ့်နယ်၍ပြနေကြောင်းသိရလေတော့၏မိုးချုံနေပြီဖြစ်သည်ဖြင့်ကောင်းရင်ဘက်ဇပွဲကုံတွင်ဖျောင်းတိုင်တိုင်ထွန်းထားသည်ကိုမောင်မြဖေသည်ကောင်းစွာသတိပြုမိလေ၏ထို့နောက်မောင်မြဖေသည်မိမိအားလာရောက်နှိမ့်နယ်ပြနေသူအားမျက်စိဖွင့်ကြည့်လိုက်လေဝါဝင်းဆိုပြေသောအသားရောင်နက်မောင်ရှိသွဲသောစံကေတာအယောင်တစ်ဖြက်ထနေသောမျက်လုံးများမကွေးမဆန့်ရှိသောမျက်ခုံးကောညွတ်သောမျက်တောင်ဘောလွန်သောနှာရန်နီရဲပြီးရလာသောနှုတ်ခမ်းစသည်တို့ဖြင့်လွန်စွာလှပချောမောလာသောမင်းကလေးတဦးကိုတွေ့ရလေတော့၏မောင်မြဖေ၏စိတ်ထဲ၌လှချီတာဟုတ်ရေရွံ့မိလေတော့၏ထိုမင်းကလေးကမြစိန်ဒေဝီခေါ်မြစိန်ဖြစ်ကြောင်းအထူးဖော်ပြရန်မလိုတော့ပြီမောင်မြဖေကမြစိန်ဟုတ်ဒိုညင်ကလေးခေါ်လိုက်လေမြစိန်သည်မောင်မြဖေ၏မျက်နှာကိုလှမ်း၍ကြည့်ပြီးနောက်မျက်ရည်များရွဝိုင်းလာလေမောင်ခေါ်တာအထူးအောင်လေဟုတ်မောင်မြဖေကပြောလိုက်လေ
ညာစိမ့်ဤပပြင်းပေါ်သို့မျက်ရည်များလဲတသွင်တွင်စီးကြလာလေတော့၏ဘဝဟောင်းကမောင်တော်ဆိုဘာဖြစ်လို့ငိုရတာလဲညာစိမ့်ရဲ့ဟိုမောင်မြဖေကမေးလိုက်လေ၏ညာစိမ့်ကငိုမြဲငို၍နေလေ၏မောင်တော်ကိုချစ်သေးတယ်မဟုတ်လားဟိုမောင်မြဖေကဆက်၍မေးလိုက်လေ၏ညာစိမ့်ကတွက်လက်စွာခေါင်းချင်းပြလေ၏ပါဇက်နဲ့ဖြေပါလားအချစ်ရဲ့ဟိုမောင်မြဖေကသွေးတို့စမ်းကြည့်လိုက်လေ၏ညာစိမ့်သည်ဖြူသွဲသောလက်ဝါးကလေးနှစ်ဖက်ဖြင့်၎င်း၏မျက်နှာကိုပိတ်၍ငိုလေ၏လက်တွေဖယ်လိုက်ပါဦးညာစိမ့်ရဲ့ဟိုမောင်မြဖေကပြောလိုက်ရာညာစိမ့်သည်သူ၏လက်ကိုအောက်သို့ချလိုက်လေ၏ချစ်တယ်ဆိုတာပါဇက်ကဝန်ခံမပေါ်ကွယ်ဟိုမောင်မြဖေကညာစိမ့်၏စိတ်ကိုလေလာစူးစမ်းလိုသည်နှင့်လှမ်း၍မေးလိုက်သည်ဖြစ်ရာညာစိမ့်သည်သူ၏လှပသောနှုတ်ခမ်းကလေးကိုဟလိုက်လေ၏ထိုကညီညာသောသွားကလေးများပေါ်လာလေ၏ထိုနောက်တွင်ကတနာစရာကောင်းသောအတန်ကလေးများထွက်ပေါ်လာလေတော့၏ညာစိမ့်သည်ထိုတန်များထွက်ပေါ်ပြီးနောက်ငိုပြန်လေတော့၏ထိုကကြမှပင်မိမိအားချစ်ပါလျက်မျက်နှာချင်းမဆိုင်ပဲအရှောင်ကြီးရှောင်နေခြင်းကိုမောင်များဖေသည်ကောင်းစွာသဘောပေါက်သွားလေတော့၏အလိုညာစိမ့်ဟာစကားမှမပြောတတ်ရှာပဲကိုတနာစရာပါလားဟုတ်မောင်များဖေသည်စိတ်တွင်းမှရွေရစ်လိုက်မိလေ၏ညာစိမ့်မှမူရှာကြီးတန်ငင်ငိုကြွေးနေလေတော့၏ဒီနာတိုးစမ်းမှာမင်းကလေးရဲ့မငိုပါနဲ့တော့စကားမပြောတော့တာကိုလည်းဝမ်းနဲ့မနေပါနဲ့တော့ပါဇက်ကပြောတဲ့စကားထဲအသေးနှလုံးကပြောတဲ့စကားဟာပိုပြီးလေးနဲ့ပါတယ်ကွယ်ဟိုမောင်မြဖေကပြောဆိုလိုက်လျင်ညာစိမ့်သည်ရှေ့သို့တိုးလာလေထိုကမောင်မြဖေသည်ညာစိမ့်ဤသပင်ကလေးကိုကင်တွယ်ပုတ်သက်ခါအသေးနှလုံးများပဇွန်စိတ်ကဲ့သို့ခုံနိုင်စေသည့်စကားများဖြင့်တရွတ်ချော့မြူလိုက်လေတော့သည်မောင်မြဖေသည်အိပ်ပျော်သွားလေတော့၏မြစိမ့်မှလည်း၎င်း၏ရင်ဘတ်ပေါ်တွင်ခေါင်းကလေးကိုမိလျက်အိမ်မောကျနေပြီဖြစ်၏နာနဲ့အာယုံလောက်တွင်မောင်မြဖေအိယာမနိုးလေတော့၏အိယာမနိုးသောအခါ၎င်း၏လေတိုင်းစီသို့ခန္ဓာနှွေးရှိသည့်လေကလေးသည်အချက်မှန်မှန်တိုးနေလေ၏မောင်မြဖေသည်မျက်စိကိုအသာယာဖွင့်လိုက်လေ၏ညာစိမ့်သည်၎င်း၏ရင်ဘတ်ပေါ်၌ခေါင်းကလေးကိုမိလျက်အိပ်ပျော်နေကြောင်းတွေ့ရလေတော့၏၎င်း၏လေတိုင်း၌လာ၍တိုးနေသောခန္ဓာနှွေးလေကလေးများမှာညာစိမ့်ဤနှာခေါင်းပေါင်းမှမှုတ်ထုတ်လိုက်သောလေကလေးများဖြစ်ကြောင်းသိရလေတော့၏မောင်မြဖေသည်ညာစိမ့်နိုးသွားမည်ဆိုသည်ဖြင့်မလုတ်ဖဲငြိမ်နေရလေ၏ထိုချိန်၌မှပင်နောက်ဖေးမှကြက်ဖာကြီးသည်အော်အေးအေးအိုးဟုတွင်လိုက်လေတော့၏ထိုကညာစိမ့်သည်အိယာမထလေ၏အိယာမထသည်ဆိုတော့လဲမောင်မြဖေနိုးသွားမည်ဆိုသည်ဖြင့်ညင်ညင်သာသာကလေးထလေ၏ထိုကြောင့်မောင်မြဖေကမောင်နိုးနေပါပြီမြစိမ့်ရဲ့မြစိမ့်နိုးသွားမှဆိုလို့မောင်ကငြိမ်ပြီးနေနေတာပါဟုတ်ပြောလိုက်ရာမြစိမ့်ကပြုံးပြ၍မောင်မြဖေအားလက်အုပ်ချီကကြော့လေတော့၏ညမကြမီ၌ပင်မြစိမ့်သည်မျက်နာသစ်စရာပစ္စည်းများနှင့်အတူရောက်ရှိလာပြီးလျှင်မောင်မြဖေအားမျက်နာသစ်ပေးလေတော့ပြီပြီးလျှင်မောင်မြဖေတောက်ရန်အတွက်လက်ဖက်ရည်များမုံများစီစဉ်ပေးပြန်လေတော့၏ထို့နောက်မြစိမ့်သည်မောင်မြဖေအားပြုံးပြနှုတ်ဆက်၍ပြန်သွားလေတော့၏ညာစိမ့်ထွက်သွားသောအခါ၌အဖိုးကြီးရောက်လာလေဘယ်လိုလဲငါမြေနေသားထိုင်သာရှိရလားဟုအဖိုးကြီးကမေးလိုက်လေရှိပါတယ်အဖိုးညာစိမ့်လည်းညကလာပြီးစောင့်ဟိပေးပါတယ်ဟုမောင်မြဖေကပြန်ဖြေလိုက်လေအေးကွာတို့ဖြစ်ကလည်းမသေးကောင်းမပြောက်ကောင်းဖြစ်ခဲ့ကြတာပဲငါညည်းတာမပါရင်အဖိုးတော်ရေလုံးရိုက်ပြီးတခါတည်းပါသွားပြီကွာဟုအဖိုးကြီးကပြောလိုက်လေကျွန်တော်ကအခုမှအဖိုးတယောက်တည်းကိုပဲအသက်ဆွင့်ပြီးကြရပါသေးတယ်မနေ့ကအဖိုးပြောပြတဲ့မျိုးသားကြီးဆိုရင်ဘယ်လောက်လေးစားဖို့ကောင်းတယ်လဲသူဟာအမြဲတမ်းလူတွေအတွက်စွန့်စားခဲ့တယ်ဘယ်လောက်လေးစားဖို့ကောင်းလိုက်တယ်လဲအဖိုးရဲ့ဟိုမောင်မြဖေကပြောလိုက်လေမျိုးသားကြီးလားဒီလူကြီးကတော့တကယ့်ကိုလေးစားဖို့ကောင်းတဲ့လူကြီးပါကွယ်ဟုတ်အဖိုးကြီးကပြောလိုက်လေသူကတက်တီလေသိကောင်းတာပဲဟုတ်မောင်မြဖေကပြောလိုက်လေတက်တီကောင်းရုံမဟုတ်သေးဘူးကွယ်မဟုတ်မကန်စိတ်လည်းရှိတယ်သူရှိမှမတရားတာလုပ်နေရင်လည်းလက်ပိုက်ကြည့်မနေဘူးတခါကမြို့ကလာတဲ့ဝန်တော့တယောက်ကိုကောင်းကောင်းကြီးဆုံးမလွတ်ဖူးတယ်ဒါကြောင့်ဘယ်အရာရှိမှကြည်သာယာမှာမတရားမလုပ်တော့တာပေါ့ကွယ်သူ့ကျေးဇူးပါပဲဟုတ်အဖိုးကြီးကစကားဆလိုက်လေဝန်တော့ကိုဘယ်လိုဆုံးမလိုက်တာလဲအဖိုးရဲ့ဟုတ်မောင်မြဖေကမေးလိုက်လေဒီလိုဟေးဒီလိုတခါကကြည်သာယာမှာလူသတ်မှုတစ်ခုဖြစ်တယ်ကွယ်အဲ့ဒီလူသတ်မှုရဲ့တရားခံကဖိုးခွေတဲ့
ရံဖြစ်ရင်းနဲ့လက်လွန်သွားတာကွာအဲ့ဒီတော့ဖိုးခွေးဟာဝရံပြေဖြစ်သွားတော့တာပေါ့ကွာအဲ့ဒီတော့မြို့ကပလိတ်တွေဝန်နောက်တွေဒီမှုကိုလာပြီးကြည့်ရှုစစ်ဆေးကြတာပေါ့ဝန်နောက်ကဇေနာကအီဗရာဟင်အိမ်မှာတိတ်ခိုတယ်ကွာပလိတ်တွေကတော့ဘုန်းကြီးကျောင်းထဲမှာတဲကြတာပေါ့ကွာအဲ့ဒီမှာအီဗရာဟင်မိမကဖိုးခွေးနှမလေးကိုသွားပြီးတော့ကလပန်ထိုးတော့တာပေါ့ကွာဖိုးခွေးနှမလေးကအပြိုကလေးကွာရိုးရိုးသားသားတောင်ရလောက်ကင်စားတာဖိုးခွေးမာကအိမ်တော်ရှိကြတာမဟုတ်ဘူးမိခင်မိုးဆိုးမကြီးနဲ့ဒီနှမကလေးကိုလောက်ကင်ကျူးမွေးနေတာဒီကောင်ကတကယ်လူရိုးလူကောင်းကြီးကွာသူ့နှမကလေးနာမည်ကမြက်လာတဲ့အဲ့ဒီမြက်လာကလေးဟာဆင်းရဲသမားကလေးပေါ့ကွာဒါပေမဲ့ဥပရိယုတ်ကမခေဘူးကွပြည်သားရရဲ့အပြိုကျော်စင်းမှာတယောက်အပါဝင်ပေါ့ကွာအဲ့ဒီမြက်လာကလေးစီကိုအီဗရာဟင်ရဲ့မိမကလာပြီးဘယ်လိုပြောတယ်လဲဆိုတော့ဟဲ့မြက်လာနင်တို့သားမိကိုငါကတနာလို့လာပြောတာငါယောက်ျားအီဗရာဟင်ကလည်းသွားပြောလိုက်ပါဟဲလို့ပြောတာလဲပါတာပေါ့ငါတို့အိမ်မှာနင့်ကိုဖိုးခွေးအမှုကိုစစ်မဲ့ဝန်တော်ကြီးရောက်နေတယ်သူ့ကိုနင်သွားပြီးတော့တောင်းပန်လိုက်ရင်နင့်ကိုအမှုကလွတ်နိုင်တာပေါ့ဟဲလို့ပြောတော့တာကိုအဲ့ဒီတော့မျက်လာကလေးကဒီလိုဆိုရင်ကျမတောင်းပန်မှာပေါ့အခုလိုက်ခဲ့ရမလားလို့အီဗရာဟင်မိမကိုပြန်ပြီးပြောတယ်အီဗရာဟင်မိမကမဟုတ်တာပဲဟဲနေကင်းကြောင်တောင်ကြီးနင်လာလို့ဘယ်ဖြစ်မလဲတရားခံရဲ့နှမကဒီအမှုကိုစစ်တဲ့ဝန်တောက်စီကိုဝင်လားထွက်လားလောက်တာကိုဘိလူတွေမြင်းကုန်ရင်ဘယ်ဖြစ်မလို့အဲ့ဒီတော့ည8 နာရီကြော်လောက်ကြမှာညီတယောက်တည်းလာခဲ့ညီအမေလည်းမသိစေနဲ့အဖွားကြီးဆိုတာရှာရှိတတ်တယ်ပေါ့တော့ကြဝန်တော်ကြီးကစိတ်ဆိုးသွားလို့ဖိုးခွေးအမှုကိုလွတ်မပေးပဲနေအောင်မယ်မြတ်လာရဲ့နင်ကလည်းအားလိုက်တာဟဲလို့ပြောလိုက်တာပေါ့အဲ့ဒီတော့မြတ်လာကလေးကလည်းအီဗရာဟင်မိမကိုကောင်းပါပြီမန်းရွက်ရဲ့ကျမလာခဲ့ပါမယ်လို့ဂရိပေးလိုက်တာပေါ့တော့သူတောင်သားဆိုတာရိုးတယ်လူကလေးရဲ့ဘာမှနားလည်ကြတာမဟုတ်ဘူးည7 နာရီကြော်လောက်လဲကြရောတပည့်ကလေးခြုံပြီးအီဗရာဟင်ကိုသွားတော့တာပေါ့ကွာအီဗရာဟင်အိမ်အောက်ထပ်မှာအီဗရာဟင်မိမမန်းရွက်တယောက်ရှိတယ်ကွာမျက်လာလဲရောက်လာရောအီဗရာဟင်မိမမန်းရွက်ကအိုးမျက်လာရောက်လာပြီကိုဟုတ်လေကတက်သွားအပေါ်မှာဝန်တော်ကြီးရှိတယ်လို့ပြောတယ်ကွအဲ့ဒီတော့မျက်လာကလေးကမန်းရွက်ရဲ့ကျမကြောက်လို့အဖော်လိုက်ပါလို့ပြောရှာပါသေးတယ်ဒါပေမဲ့ကလာမယားမန်းရွက်ကမိမလဲပဲကွအဖော်ဘဲလိုက်ပါမလို့မျက်လာရဲ့နင်းအားသာနင်းသာသွားစမ်းပါဝန်တော်ကြီးကကြားမဟုတ်ပါဘူးလူချင်းပဲနင့်ကိုကြိုက်မစားပါဘူးလို့ဆိုပြီးမျက်လာကိုလေကားပေါ်တွင့်တင်ပေးလိုက်တယ်မျက်လာကလေးဟာသူ့အကိုရဲ့လွတ်မြောက်ရေးဆိုတော့ကြောက်နေပဲအပေါ်ကိုတက်ရတော့တာပေါ့အပေါ်ထက်မှာကဝန်တော်ကြီးတယောက်တည်းရအောင်တစိမ့်ဘရန်ဒီအရက်နဲ့ညိတ်နေတာကိုကွမျက်လာကလေးတက်လာတာလဲမြင်ရောဝန်တော်ကြီးကပြပြတယ်လဲအမူအရာနဲ့ပေါ့လေဩကလေးမလေးပါလားလာမင်းကိုဝရံပြေးဖြစ်ကလွတ်ဖို့အကူကြီးလာတောင်းတာမှတ်တယ်အဲ့ဒါတွေအားလုံးအကူကြီးတာဝန်ထားလိုက်ပါကွယ်ဖိုးခွေးအမှုကလွတ်မယ်ညီမလေးလည်းကောင်းကောင်းမွန်မွန်ဝိရစားရမယ်ရွှေတွဲလဲငွေတွဲလဲနဲ့နေရမယ်ကောက်ဆက်ပြုံးတို့အလုတ်ကျန်းတွေလည်းလုပ်ဖို့မလိုတော့ဘူးအားလုံးအကူကြီးတာဝန်ထားလိုက်လို့ပြောလိုက်တာကိုအဲ့ဒီလိုပြောလိုက်တော့မျက်လာကလေးဟာသူတို့ရဲ့ပက်ဆက်ရိုင်းပြတဲ့အကြံကိုရိပ်မိသွားတာပေါ့အဲ့ဒီလိုရိပ်မိသွားတယ်ဆိုရင်ပဲမျက်လာကလေးဟာအောက်ထပ်ကိုဆင်းပြေးသွားတော့တာပဲဒါပေမဲ့ပြေးလို့မရဘူးကွသူဝင်လာခဲ့တဲ့အခန်းတကားကိုကလာအီဗရာဟင်ရဲ့မယားကအပြင်ကနေမင်းတို့ချလိုက်ပြီလေကွအဲ့ဒီခါမှာမျက်လာကလေးဟာငိုတော့တာပေါ့ရေရင်နေတော့မယ်ဆိုတာသိနေပြီကိုမျက်လာကလေးဟာငိုလေတနာဘလူးဝန်တော်ကြီးကရေလီပေါ့ကွာသူကရေမှာပေါ့ကွာအောင်သေးအောင်သားစားရတော့မှာကိုမျက်လာကလေးဟာငိုရင်နဲ့အသက်ရှူရက်ပြီးခွေလဲကျသွားရှာတယ်ဝန်တော်ကြီးကတော့ပိုပြီးဖိုးကျင်းတို့ဖြစ်သွားတာပေါ့ကွာမျက်လာကလေးစီကိုပြေးသွားပြီးဟုဇောကအဖိုးကြီးသည်စကားကိုခိတ္တရ၍ရင်နွေးချမ်းကိုငှဲ့လေတော့၏ပြေးသွားပြီးဘာဖြစ်တော့အဖိုးရဲ့ပြောသမ်းပါဦးဟုမောင်များဖေကအာမလို့အာမရလေတံဖြင့်မေးလိုက်လေပြေးသွားပြီးမတော်မတရားလုပ်ဖို့စတင်တော့တာပေါ့ကွာဒါပေမဲ့ဘာကူမှမဆရသေးခင်မှာပဲအင်ရှိဝရဏာစီကဝန်တော်မင်းဒီသူရိတ်ခါစပြီးဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်ဟာဒါလားဗျာအဲ့ဒီလိုရင်ကောင်းနံကြီးနဲ့မိလိုက်တာကိုကြားရတော့တာကိုအဲ့ဒီဝန်တော်ကြီးလည်းမျက်လုံးပြူပြီးအတန်လာရစီကို
လှမ်းပြီးတော့ကြည့်လိုက်တယ်။ဇပွဲပုံကအောက်လင်းမကြီးထွန်းထားတာဆိုတော့ဝရဏာကလူကိုကောင်းကောင်းကြီးမြင်ရတာပေါ့ကွာ။ဝရဏာကလူရဲ့အသားရောင်ဟာကြီးနီရောင်ကြီးကွာ။တကယ်မြန်မာလူမျိုးစစ်စစ်ရဲ့အသားရောင်မျိုးပေါ့ကွာ။ဟောဒီအယောင်မျိုးဟောဒီအယောင်မျိုးဟုတ်စောကအဖိုးကြီးသည်အကျူရထိုးရန်အတွက်ရှာဖွေထားသောအနည်းရှိကျင်းနီတုံးကြီးတရုံးကိုကောက်ယူ၍မောင်မြဖေအားပြလိုက်လေ။အဲ့ဒီကျင်းနီရောင်အစင်းတဲ့လူကြီးဟာဘယ်နေရာကနေဘယ်လိုဝရဏာပေါ်ရောက်လာတာတုံးအဖိုးရဲ့ဟုတ်မောင်မြဖေကမေးလိုက်လေ။သူကဒီလိုလေးကွာပြည်သားရရဲ့လူဝင်လူထွက်ကိုအမြဲတမ်းဂရုစိုက်နေတာကွာဘယ်သူလာတယ်ဘာတွေလုပ်ကြတယ်ဘယ်သူတွေနဲ့ဆက်သွယ်တယ်ဆိုတာကိုအမြဲတမ်းလေ့လာမှတ်သားနေတာကွာအဲ့ဒီတော့ဝန်တော်ကြီးအီဗရာဟင်အိမ်မှာတဲတာလဲသူကသိတာပဲအီဗရာဟင်မိမကဖိုးခွေးညီမမျက်လှကိုမလိမ့်တဲ့ဘက်လှုပ်ပြီးခေါ်ထားတာကိုလဲသူကသိတာပဲမျက်လှကြောင်ပိတ်ခံရမယ့်အဖြစ်ကိုလဲသူကသိတာပဲအဲ့ဒီတော့အီဗရာဟင်အိမ်ရှိကကိုပင်ကြီးဘောကိုညဥကလေးကတက်ပြီးချောင်းနေတာကိုမျက်လှကလေးဒုက္ခလဲရောက်မဲ့ကြံကောတို့လူကြီးကကိုပင်ကຫນွေကျိုးကိုခူပြီးအီဗရာဟင်တို့အိမ်ကဝရဏာကိုကူးလာတော့တာပေါ့ကွာဒါနဲ့နေပေါင်းလူလေးရဲ့ခုနကစကားဆက်ပြီးပြောပါဦးမယ်ဝန်တော်ကြီးဟာမျက်လှကိုယိုကာယာလုံးမဲ့ကြံတော့မှာဝရဏာကကြီးနီအောင်အစင်ရှိပြီးအရက်ထောင်ထောင်မောင်းမောင်းတဲ့လူကြီးတယောက်ပြုံးကနေပေါ်လာတော့အားတင်သွားတော့တာပေါ့ကွာဒါပေမဲ့ဝန်တော်ကြီးရဲ့ခါကကပတ်ကမာက6လုံးပြူးတလဲရှိတယ်ကွာအဲ့ဒီ6လုံးပြူးကိုဆွဲထုတ်ပြီးတော့ဒုလူကြီးကိုချိန်တော့တာပေါ့အဲ့ဒီလိုချိန်ပြီးတော့မင်းဘယ်သူလဲလို့မေးလိုက်တယ်ဒုလူကြီးကလည်းကြောက်တတ်တဲ့လူစားကြီးမှမဟုတ်တာပဲကွာငါဘယ်သူလဲဆိုတာသိကျင်လို့လားပြည်သားယာကိုစောင့်ရှောက်နေတဲ့ပြည်သားယာဆောင်နှက်ကြီးလို့လဲခေါ်နိုင်တယ်ဒါပေမဲ့ပြည်သားယာကလူတွေကတော့ငါ့ကိုအလုံးကမျိုးသားကြီးလို့ခေါ်ကြတယ်လို့ရင်ကောင်းနိုင်ကြီးနဲ့ပြောလိုက်တာကိုကွာအဲ့ဒီခါမှာဝန်တော်ကြီးကဘာမျိုးသားကြီးလဲအယူပုံမြောက်ချိကြောက်ကောက်စားဆိုတဲ့ကောင်စားမျိုးလူတွေကမျိုးသားကြီးလို့ခေါ်တာနဲ့မင်းဟာမျိုးသားကြီးဖြစ်သွားပြီလားအခုထွက်သွားစမ်းဝတ္တရားနှောက်ယှက်မှုနဲ့ထောင်ကျသွားကြင်သလားလို့အတန်မပြကလေးနဲ့ပြောလိုက်တယ်ကွာအဲ့ဒီတော့မျိုးသားကြီးကတဟားဟားနဲ့ရဲလိုက်တယ်ရဲပြီးတော့ဟိတ်ဝန်တော့စုပ်မင်းရဲ့ဝတ္တရားကမင်းလေးတွေကိုဖျက်ဆီးမဲ့ဝတ္တရားလားလူတွေကိုအနိုင်ကျင့်မဲ့ဝတ္တရားလားပြည်သူလူထုကိုဒုက္ခပေးမဲ့ဝတ္တရားလားဒီလိုဝတ္တရားမျိုးဆိုရင်တော့နှောက်ယှက်ရမှာပဲဟိလို့ရင်ကောင်းနိုင်ကြီးနဲ့ပြောပြီးရှေ့ကိုတလန့်ချင်းတိုးတော့တာပဲဟိအဲ့ဒီခါမှာဝန်တော်ကြီးကလည်းရှေ့မတိုးရင်တော့တနက်နဲ့ပြစ်လိုက်မယ်လို့ပြောလိုက်တယ်မျိုးသားကြီးဟာဘာမှပြောညာမပြောနဲ့ဇပွဲဘော်ကအောက်လင်းမကြီးကိုခြေထောက်နဲ့ဖြောင်းကနေကန်ပြီးခွဲပစ်လိုက်တယ်ကွာအဲ့ဒီတော့တခန်းလုံးမှောင်ကျသွားတာပေါ့ကွာဝန်တော်ကြီးကတနက်ကိုသာကင်ထားရတယ်မှောင်ကြီးမဲထဲမှာဆိုတော့တနက်နဲ့ပြည့်ရမယ်သူ့ရန်သူဟာဘယ်နှရောက်နေတယ်ဆိုတာမသိပြန်ဘူးကွာအဲ့ဒီတော့ဝန်တော်ကြီးဟာအနာမကတ်နဲ့တော့ပြစ်ထက်လိုက်မယ်အနာမကတ်နဲ့တော့ပြစ်ထက်လိုက်မယ်လို့ရမ်းတမ်းပြီးတော့ကိုအောနေတယ်အဲ့ဒီလိုအော်နေတော့မှာပဲမျိုးသားကြီးရဲ့ခြေထောက်ဟာသူ့မျက်နှာကိုဘေးကနေလာပြီးကန်တော့တာပေါ့ကွာဝန်တော်ကြီးဟာအားလို့အော်ပြီးလဲကျသွားတယ်သူ့လက်ကတနက်ကလည်းကြမ်းမြင်ပေါ်ကိုတောက်ခနဲကျသွားတယ်မျိုးသားကြီးဟာလဲကျနေတဲ့ဝန်တော်ကြီးစီလာပြီးသူ့လက်ကြီးနဲ့ကိုတအားညှစ်တော့တာပဲညှိုံနဲ့မပြီးသေးဘူးကွာဝန်တော်ကြီးရဲ့မျက်နှာကိုပြင်းတိုင်းနဲ့ဆောင်းချလိုက်တယ်ကွာဝန်တော်ကြီးဟာမျက်နှာတစ်ခုလုံးစုပ်ပြက်ပေါက်ပြဲကုန်တော့တာပဲအဲ့ဒီခါမှာမျိုးသားကြီးဟာကျမ်းမော်ကတနက်ကိုကောက်ယူပြီးသူ့ခါကြားမှာထိုးလိုက်တယ်ကွာပြီးတော့မျိုးသားကြီးကဟေ့မျက်လာမင်းကလေးသတိရပြီလားအဲ့ဒီလိုအော်မေးလိုက်တယ်မျက်လာကလည်းသတိရပါပြီရှင်လို့ပြန်ဖြေလိုက်တယ်အဲ့ဒီတော့ဘာမှမကြောက်နဲ့မင်းကလေးငါရှိတယ်လို့အားပေးလိုက်တယ်မျက်လာကရှင်ဘယ်သူလဲလို့မှောင်ကြီးထဲမှာမေးလိုက်တယ်ငါမျိုးသားကြီးလို့တို့လူကြီးကပြန်ဖြေလိုက်တယ်အဲ့ဒီတော့မျက်လာကမျိုးသားကြီးရှိရင်ကျမဘာကိုမှမကြောက်ပါဘူးကျမဘာကူညီရမလဲလို့တောင်ပြန်ပြီးမေးလိုက်သေးတယ်ဘာမှကူညီဖို့မလိုဘူးတကားပေါင်နာကဖဲငါတကားဖွင့်မယ်လို့ဆိုပြီးမျိုးသားကြီးဟာတကားကြီးကိုခြေထောက်နဲ့တစ်ချက်တည်းပြောင်းကနေကန်လိုက်တာအပြင်ကမင်းတို့ကြီးကွက်ခနဲ့ကျိုးပြီးတကားနှစ်ချက်ဟာဒိုင်းကနေပွင့်သွားတော့တာပဲဟိအဲ့ဒီလိုတကားလည်းပွင့်သွားရောမျိုးသားကြီးဟာဝန်တော်ကြီးကိုဂုတ်ကကင်ပြီးအောက်ကိုတရွတ်တိုက်ဆွဲချသွားတော့တာပဲမျက်လာကိုလည်းမင်းကလေးအိမ်မပြန်နဲ့အောင်ကျုပ်နဲ့လိုက်ခဲလို့ပြောပြီးခေါ်သွားသေးတယ်မျက်လာကလည်းလိုက်သွားတာပေါ့မျိုးသားကြီးဟာဝန်တော်ကြီးကိုခွေးတွေကောင်ဆွဲသလိုတခါတည်းဆွဲသွားတော့တာပဲလမ်းဆောင်လမ်းကွာလည်းရောက်ရောမျက်လာကိုသူ့အိမ်လွှတ်ပြီးအောက်လင်းတံမီတလက်နဲ့
မောင်းကြီးတစ်လုံးကိုယူခိုင်းလိုက်တယ်မျက်လှဟာမျိုးသားကြီးအင်ကိုပြေးသွားပြီးအောက်လင်းတံမီနဲ့မောင်းကြီးယူလာခဲ့တယ်မျက်လှပြန်ရောက်လာတဲ့အခါမှာမျိုးသားကြီးဟာဝန်တော်ကြီးကိုတစ်ပင်မှာဇောက်ထိုးတွဲလောင်းချီထားပြီးပြီးတော့မျိုးသားကြီးဟာမျက်လှစီကမောင်းကြီးကိုယူပြီးတဒူဒူနဲ့ထုတော်တာပဲဟေမျိုးသားကြီးရဲ့မောင်းတန်ကြောင်ပြည်သားယာမှာရှိတဲ့လူတွေအားလုံးလောက်နီးရောက်လာကြတော့တာပဲဘုန်းကြီးเจ้าမှာတဲ့နေတဲ့ပလိတ်တွေလည်းရောက်လာကြတယ်လူလဲစုံတလောက်ရှိရောမျိုးသားကြီးကဟောဒီမှာဇောက်ထိုးဆွဲထားတဲ့လူဟာအခြားလူမဟုတ်ပါဘူးဝရံပြေးဖြစ်နေတဲ့ဖိုးခွေးရဲ့အမှုကိုလာပြီးစစ်ဆေးတဲ့ဝန်တော်ကြီးပါပဲလို့လည်းပြောလိုက်ရောပလိတ်တွေကလှုပ်လှုပ်ရဖြစ်ကုန်တော့တာပဲအဲ့ဒီခါမှာမျိုးသားကြီးကထပ်ပြီးပြောတယ်ကွာဟောဒီဝန်တော်ကြီးဟာဖိုးခွေးရဲ့နှမမျက်လှကိုသူနဲ့လာတွေ့ပါအမှုကလွတ်အောင်လုပ်ပေးပါမယ်လို့လိန်ညာခေါ်ပြီးမတော်မတရားကြံဖို့ကြိုးစားပါတယ်ဟောဒီမှာဖိုးခွေးရဲ့နှမမျက်လှရှိပါတယ်မေ့ကြည့်ပါအဲ့ဒီလိုပြောလိုက်တာကိုလူတွေကမျက်လှကိုဝိုင်းပြီးမိကြတော့တာပေါ့မျက်လှကလည်းအကြောင်းစုံပြောပြရတော့တာပေါ့ပြီးတော့မျိုးသားကြီးကအဲ့ဒါကြောင့်ကျုပ်ကမျက်လှရဲ့အဆက်ကိုအချိန်မီကာကွယ်ခဲ့ပါတယ်အဲ့ဒီနေရာမှာဝန်တော်ကြီးဟာကျုပ်ကိုတနက်နဲ့ပြစ်ဖို့လုပ်တာကြောင့်ကျုပ်အနေနဲ့မလွဲတာမရှောင်တာခုခံခဲ့ရပါတယ်ကျုပ်တို့ရဲ့ပြည်သားယာကိုလာပြီးစော်ကားမော်ကားလုပ်တဲ့ဒီဝန်တော်ကိုပြည်သားယာလူတို့လက်ကိုအပ်လိုက်ပါတယ်လို့လည်းပြောလိုက်ရောလူတွေဟာဝန်တော်ကြီးကိုအမဲဖြတ်တယ်လို့ဖြတ်ဖို့လုပ်တော့တာပဲဟိဒါပေမဲ့ပလိတ်ထဲမှာตาအေးဆိုတဲ့ရာဇဝတ်အုပ်တယောက်ပါလာတယ်သူကဥပဒေလဲကျွမ်းတယ်ဥပဒေတိုင်းလဲလုပ်တယ်အဲ့ဒီရာဇဝတ်အုပ်ကိုตาအေးကဝန်တော်ကြီးကိုလူတွေအမဲမဖြတ်နိုင်အောင်ကာကွယ်ပေးထားရတော့တာပေါ့ပြီးတော့သူကိုယ်တိုင်ပဲကာယိအိန္ဒြေဖြည့်စည်းရန်ကြံစီမှုနဲ့အမှုဖွင့်ပေးတော့တာပဲညာတွင်ချင်းပဲဝန်တော်ကြီးကိုရာဇဝတ်အုပ်ကိုตาအေးတို့အဖွဲ့ကခေါ်သွားကြတယ်ဒေါသဘုံထနေတဲ့လူအုပ်ကြီးဟာဝန်တော်ကြီးကိုဘာမှမလုပ်ရတဲ့အခါမှာအီဗရာဟင်အင်ကိုသွားပြီးတော့ဝိုင်းကြတော့တာပေါ့ကွာအီဗရာဟင်တို့လင်မယားလည်းထွက်ပြေးကြတယ်လူတွေကလည်းအီဗရာဟင်ရဲ့နှစ်ထပ်ပြင်တော်အိမ်ကြီးကိုတစစီဖြစ်အောင်ဖျက်ဆီးပစ်လိုက်ကြတယ်အဲ့ဒီနေ့ကစပြီးအီဗရာဟင်တို့လင်မယားတော့ဤသားယာကရောက်ွယ်သွားတော့တာပဲဟေဟုတ်အဖိုးကြီးကပြောပြီးနောက်ရင်ွေချမ်းကိုမောလိုက်လေဒေါကမောင်မြဖေကဝန်တော်ကြီးကိုပလိတ်တွေကလန့်ကြတော့လွှတ်ပစ်လိုက်မှာပေါ့ဟုတ်မေးလိုက်လေဒီလိုမထင်နဲ့ကွယ်ရာဇဝတ်အုပ်ကိုตาအေးကတကယ်လူမှန်တယောက်ကွာမြို့လေရောက်ရောသူကိုယ်တိုင်အမှုဖွင့်တယ်အဲ့ဒီအမှုနဲ့ဝန်တော်ကြီးဟာထောင်ကျသွားတယ်ကွာပြီးတော့အလုပ်ပြုတ်သွားတယ်ရန်ကုန်မြို့မှာတက်ဆီမောင်းစားနေရတယ်လို့ကြားတာပဲကွာဟုတ်အဖိုးကြီးကပြောလိုက်လေမျိုးသားကြီးဟာအတော့ကိုလေးစားဖို့ကောင်းတဲ့လူကြီးပဲနော်ဟုတ်မောင်မြဖေကပြောလိုက်လေအစ်စ်ပေါ်ငါမြေးဟာအဖိုးရဲ့အလေးစားဆုံးအကြည်ညိုဆုံးလူတစ်ယောက်ပါပဲအဖိုးတစ်သက်မှာကြည်ညိုလေးစားတဲ့လူတစ်ယောက်ရှိတယ်လို့အလွန်ဆက်ဆုပ်ယွန်ရှာတဲ့လူတစ်ယောက်လည်းရှိသေးတယ်ကွာသူ့ကိုတော့အဖိုးလည်းမမြင်ဘူးပါဘူးမြင်ရင်လည်းအဖိုးတတ်မိမလားမဆိုနိုင်ဘူးဟုတ်အဖိုးကြီးကပြောလိုက်လေဒီလူကိုအဖိုးအနေနဲ့ဒါတော့တောင်မုံတီဆက်ဆုပ်နေရအောင်ဒီလူကဘယ်လိုများဒုက္ခပေးလို့တော့ဟုတ်မောင်မြဖေကမေးလိုက်လေဒီလိုလူကလေးရဲ့အဖိုးတို့မျိုးရိုးဟာရှေးမြန်မာမင်းများလက်ထက်ကလေးကမူကြီးမကြီးတွေဖြစ်ခဲ့တယ်မျိုးရိုးကွယ်ဒီထက်ရှေးကြတဲ့အချိန်ကဆိုရင်လေအဖိုးတို့မျိုးရိုးဟာစစ်သူကြီးတွေတပ်ဖို့တပ်မင်းတွေအနိုင်ဆုံးလူပြတော်သားကြီးတွေဖြစ်ခဲ့တဲ့မျိုးကြီးဆွေကြီးပဲကွယ်အဖိုးတို့မျိုးဆက်ဟာအဖိုးတို့လက်ထက်ကြတော့လေလူချမ်းသာတွေဖြစ်ကြတာပဲအဖိုးနာမည်ကကိုဖိုးယုံတဲ့အဖိုးရဲ့ညီကကိုဖိုးမုံတဲ့အဖိုးကသားတစ်ယောက်ထွန်းကားတယ်မြင်းတစ်ယောက်ထွန်းကားတယ်အဖိုးဘက်မှာတော့ဘာပြဿနာမှမရှိပါဘူးအဖိုးရဲ့ညီဖိုးမုံဘက်မှာတော့ဒုက္ခဖြစ်တော့တာပဲဟိဟုတ်ပြောစောကအဖိုးကြီးဒီချောင်းကိုတစ်ချက်ဟန့်လိုက်လေပြောပါဦးအဖိုးရဲ့ဟုတ်မောင်များဖေကပြောလိုက်လေဒီလိုကအဖိုးရဲ့ညီဖိုးမုံမှာသားတစ်ယောက်ထွန်းကားတယ်သူ့နာမည်ကဘာချစ်တဲ့မောင်မချစ်ကလည်းတတိတစ်ယောက်ပဲကွာသူလည်းသားသမီးအလွန်နေတယ်သားကလေးတစ်ယောက်တည်းမွေးတယ်နိုင်ငံခြားတောင်လွှတ်ပြီးပညာသင်တာသူ့သားနာမည်ကမောင်မောင်နိုင်ဟုတ်ပြောလိုက်ရင်မောင်များဖေသည်မျက်လုံးပြူ၍သွားလေတော့၏ထို့နောက်အဖိုးကြီးကဆက်လက်၍ပြောပြန်လေအဲ့ဒီမောင်မောင်နိုင်ကမန္တလေးကတထေးသမီးတစ်ယောက်နဲ့လက်ဆက်တယ်ကွယ်အဲ့ဒီတထေးသမီးကလည်းမျိုးကြီးဆွေကြီးပါပဲကွာသူ့နာမည်ကခင်မေကြီးတဲ့မောင်များဖေသည်ပို၍မျက်လုံးပြူရလေတော့၏
မောင်မောင်နိုင်နဲ့ခင်မေကြီးမင်္ဂလာဆောင်တဲ့အခါမှာနှစ်ဖက်ဆွေမျိုးမိဘတွေကတိုက်တွေကားတွေစိန်တွေရွှေတွေလက်ဖွဲ့ကြတာပေါ့ကွာအဲ့ဒီလိုလက်ဖွဲ့တဲ့အထက်မှာခင်မေကြီးအဖေကသူ့သမီးခိုင်းဖို့ဆိုပြီးသူ့အိမ်ကကျွင်ကြီးတယောက်ကိုလက်ဖွဲ့လိုက်တယ်ကွာအဲ့ဒီကျွင်ကြီးကလည်းစကားမပြောတတ်တဲ့အာကြီးဆိုပဲဒီကောင်နာမည်ကမောင်မင်းကြီးလို့ခေါ်တယ်ကွာခုအဖိုးကြီးကပြောလိုက်ပြန်ရမောင်များဖေသည်အသက်ပင်မှန်အောင်မရှူနိုင်အောင်ဖြစ်သွားလေတော့ဤအဲ့ဒီမောင်မင်းကြီးဆိုတဲ့အိမ်တော်ပါကျွင်ကြီးနဲ့မောင်မောင်နိုင်မိမခင်မေကြီးဟာဖောက်ပြန်ကြတော့တာပဲအဲ့ဒီမှာသားတယောက်ရတယ်ကျွင်နဲ့ရတာပေါ့ကွာအဲ့ဒီကောင်လေးကလူစိုးကလေးကွာကျွင်နဲ့ရတဲ့သားဆိုတော့တပေါက်ကလေးပေါ့ကွာလောကကြီးကိုဖျက်ဆီးဖို့ရောက်လာတဲ့ကလေးပါပဲအဖိုးကတော့အသက်ကလည်းကြီးတော့ဒီတပေါက်ကလေးရဲ့နာမည်ကိုကောင်းကောင်းမမှတ်မိပါဘူးအရေးမကြီးတဲ့အမတ်တရိုက်ကလေးဆိုတော့နာမည်လည်းမှတ်ထားဖို့မလိုပါဘူးအဖိုးရဲ့သားတွေမျိုးတွေကတော့သိကျင်သိကြမှာပေါ့ခုအဖိုးကြီးကပြောလိုက်ပြန်လေမောင်များဖေသည်နားထောင်ရင်းမတိမသာတက်ပြင်းချမိလေတော့ဤအဖိုးကြီးသည်ရေနွေးချမ်းတစ်ခွက်တောက်ပြီးနောက်အဲ့ဒီမောင်မင်းကြီးဆိုတဲ့ကျွန်းအားကြီးနဲ့ခင်မေကြီးတိတ်တိတ်ပုံရပြီးမွေးတဲ့ကလေးကြောင့်ပဲမောင်မောင်နိုင်တို့လင်မယားဟာအပြိပိုင်းကွဲသွားကြတယ်ဆိုပဲအဖိုးစိတ်ဆိုးတာကကျွန်းကြီးနဲ့သူ့သခင်မတိတ်တိတ်ပုံဖောက်ပြန်ကြတာကိုဒါတော့စိတ်မဆိုးပါဘူးပဲဒီကျွန်းအားကြီးကတနေ့မှစကားပြောတယ်ဆိုပဲဒီကလေးဟာသူနဲ့ရတဲ့ကလေးပါလို့မောင်မောင်နိုင်ကိုပြောတဲ့ကွာဒီကျွန်းရုပ်ဟာနှစ်ပေါင်းများစွာအကျဉ်ဟန်ဆောင်ပြီးဒီအိမ်မှာနေတယ်ဒီအိမ်ရဲ့အိမ်ရှင်သခင်မဖြစ်တဲ့ခင်မေကြီးနဲ့သားတယောက်ရတဲ့အထိဖောက်ပြန်တယ်ပြီးတော့မှဒါကိုသူကဖွင့်ပြောပြီးမောင်မောင်နိုင်တစ်မျိုးလုံးနဲ့ခင်မေကြီးတစ်မျိုးလုံးကိုအဆက်ခွဲပြီးထွက်သွားတယ်သူဟာတို့ဆွေမျိုးရဲ့ဂုဏ်သိက္ခာကိုချပစ်ဖို့အကြံနဲ့နှစ်ပေါင်းများစွာအကျဉ်အောင်ဆောင်ပြီးနေခဲ့တယ်ဒါကိုအဖိုးကဆက်ဆုပ်တာပဲဒါဟာဇွဲကြီးကြီးနဲ့လက်စားချေလောက်ကြံတာပဲယောက်ျားတစ်ယောက်ဟာဒီလိုမညစ်ရဘူးဒီလိုမယုံမရဘူးဒီလိုမကောက်ကြရဘူးကွာဒီကျွင်ရုပ်မောင်မင်းကြီးဆိုတဲ့ကောင်နဲ့ငါတို့မျိုးသားကြီးနဲ့ကတော့စိတ်သက်ချင်းကွာပါကွာဒါကြောင့်အဖိုးကပြောတာပေါ့လောကမှာအဖိုးအလေးစားအကြည်ညိုဆုံးလူတစ်ယောက်ကိုပြပါဆိုရင်မျိုးသားကြီးကိုပြရမှာပဲအဲ့ဒီလိုပဲအဖိုးအနေနဲ့အဆက်ဆုပ်ဆုံးအယွင်ရှာဆုံးအမုန်းတီးဆုံးလူတစ်ယောက်ကိုပြပါဆိုရင်လေစောစောကအဖိုးပြောတဲ့မောင်မင်းကြီးဆိုတဲ့ကျွင်ကြီးကိုပြရမှာပဲလူကလေးရဲ့ခုရှေလျားစွာပြောလိုက်လေတော့ဤနောက်တော့မောင်မောင်နိုင်တို့မောင်မင်းကြီးတို့ဆိုတာတွေကဘယ်ရောက်သွားကြသလဲအဖိုးရဲ့ခုမောင်များဖေကအိန္ဒြေဆယ်၍မေးလိုက်လေတော့ကအဖိုးကြီးကဒီလိုလူကလေးအဖိုးရဲ့သားမောင်လာဦးနဲ့မောင်မောင်နိုင်ရဲ့အဖေမောင်ဖချစ်ဆိုတာကအဖိုးနဲ့အဖိုးရဲ့ညီဖိုးမုံတို့ကမွေးကြတာဆိုတော့ညီကိုတဝမ်းခွဲတွေတော်ကြတယ်ကွဒါပေမဲ့သူတို့ကလည်းပစ္စည်းချမ်းသာတဲ့လူတွေဆိုတော့ပစ္စည်းမှန်တက်ပြီးတဦးနဲ့တဦးစီးပွားရေးပြန်ဆိုင်ကြရင်ကမခေါ်မပြောဖြစ်ကြတော့တာပဲမောင်မောင်နိုင်ခင်မေကြီးနဲ့လက်မထပ်ခင်ကလေးကတစ်ဖက်နဲ့တစ်ဖက်အခေါ်အပြောသိမရှိကြတော့ဘူးဒါပေမဲ့ဟောဒီအိမ်ကြီးဟာအဖိုးနဲ့ကိုဖိုးမုံတို့စက်တူဝယ်ထားကြတာကွာဖိုးမုံလည်းမရှိတော့ဘူးဆိုရင်သူ့သားဘာချစ်ကိုဖြစ်စေဘာချစ်ရဲ့သားမောင်မောင်နိုင်ကိုဖြစ်စေအဖိုးကတဝက်ပေးတင်တာပေါ့ကွာပြီးမယ်လို့လည်းဆုံးဖြတ်ထားခဲ့ပါတယ်အဖိုးရဲ့ညီဖိုးမုံကသူမသေးခင်မှာဒီအိမ်ရဲ့တန်ဖိုးငွေတဝက်ကိုအဖိုးစီပို့ပေးခဲ့တယ်ဒီအိမ်ကြီးကိုသူ့ကိုပဲပေးပါဆိုတဲ့သဘောပေါ်ကွယ်အဖိုးစီငွေပို့ပြီးမကြခင်မှာပဲဖိုးမုံကဆုံးရှာလေတော့ငွေကအဖိုးစီမှာစုနေတာပေါ့ကွယ်သူ့သားဘာချစ်ကိုအဖိုးကအကျိုးကြောင့်ပြောပြတာဘာချစ်ကဒီအိမ်ကြီးကိုစိတ်လည်းမဝင်စားဘူးကွာတော်တဲ့ကအိမ်ကြီးပဲဘာကြီးဟာကျွန်တော်မလို့ချင်ပါဘူးဘာကြီးပဲနေပါအဖေပေးခဲ့တဲ့ငွေကိုလည်းကျွန်တော်ကိုပြန်မပေးပါနဲ့ဘာကြီးတို့ညီကိုရင်းပေးတဲ့ကိစ္စလည်းကျွန်တော်နဲ့မဆိုင်ပါဘူးလို့ပြောတယ်ဒီတော့ဒီအိမ်ကြီးကိုပိုင်ဆိုင်တဲ့လူဟာအဖိုးမဟုတ်ဘူးကွာအိမ်ဘိုးငွေတဝက်အမ်းသွားတယ်ဖိုးမုံပဲမဟုတ်လားဟုတ်ဖိုးကြီးကပြောလေဟုတ်တာပေါ့အဖိုးရဲ့စက်တူဝယ်တဲ့အိမ်ကိုဥဖိုးမုံကနောက်ထပ်အိမ်တန်ဘိုးတဝက်ပြီးတယ်ဆိုတော့အဖိုးအိမ်ဘယ်ဟုတ်တော့မလဲဥဖိုးမုံအိမ်ဖြစ်သွားပြီပေါ့ဟုတ်မောင်များဖေကဝင်၍ပြောလေဟုတ်ပါတယ်ဖိုးမုံမရှိတော့သူ့သားဘာချစ်ကိုအဖိုးကပြီးပါတယ်ဘာချစ်ကလည်းမြို့စိတ်ပေါက်နေတဲ့တတိဆိုတော့တော်တဲ့ကအိမ်ကြီးကိုမလိုချင်ဘူးကွာလိုချင်တာမလိုချင်တာကအကြောင်းမဟုတ်ပါဘူးဒါပေမဲ့သူ့ဖေမရှိရင်သူ့သားကဆက်ပြီးပိုင်တာပေါ့ကွာအေးအဲ့ဒီနောက်ဘာချစ်လဲဆုံးပြန်ပါရောလေဒီလိုဆိုတော့ဘာချစ်ရဲ့သားမောင်မောင်နိုင်က
ဒီအင်ကြီးကိုဆက်ပြီးပိုင်ခွင့်ရှိတာပေါ့ကွာဒါပေမဲ့ဒီအင်ကြီးရဲ့ရာဇဝင်ကိုမမောင်နိုင်ကမသိချဘူးကွယ်ဒါပေမဲ့အဖိုးကတော့ပြန်ပေးရမှာပေါ့ကွယ်သူတို့ပစ္စည်းပဲဥစ္စာခက်တာကအဖိုးရဲ့သားသမီးမြင့်မြင့်တွေကမပေးနဲ့လို့ကန့်ကွက်နေကြတယ်အဖိုးကလည်းတနေ့ပြီးမယ်နဲ့ကြံခဲ့ပါသေးတယ်သူတို့နဲ့အဖိုးကလည်းအဆက်အသွယ်ပြတ်နေတယ်အဖိုးရဲ့မြင့်မြင့်တွေကအဆက်ပြတ်အောင်လှုပ်ထားကြတာပေါ့ကွယ်အဲ့ဒီမှာအဖိုးရဲ့သားမောင်လာဦးကလည်းဆုံးပါလေရောကွယ်ဒီကြတဲ့မောင်နိုင်ကသူ့မိမနဲ့စကားများပြီးတခြားနိုင်ငံကိုထွက်သွားသလိုနဲ့ဇက်မြုပ်သွားတယ်ကွယ်ဒီတော့အဖိုးအနေနဲ့ကသူကမွေးတယ်သူ့သားကိုဒီအိမ်ကြီးကိုအဖို့ဆုံးဖြတ်တော့တာပေါ့ကွာအဖိုးဘက်ကမြေတွေကိုခေါ်ပြီးငါတော့သူများပစ္စည်းကိုဒီလိုအပိုင်မစည်းခြင်းဘူးမောင်နိုင်မရှိရင်မောင်နိုင်ကမွေးတဲ့သားကိုဒီအိမ်ကြီးကိုအပ်မယ်လို့ပြောပြတော့တာကိုအဖိုးရဲ့မြင့်တွေကလည်းမကန့်ကွက်ကြတော့ဘူးအဖိုးသဘောတိုင်းပါပဲလို့ပြောကြတယ်အဲ့ဒီမှာအဖိုးကမောင်နိုင်နဲ့ခင်မေကြီးမွေးခဲ့တဲ့သားကိုစုံစမ်းရတော့တာပဲအဲ့ဒီလိုလဲစုံစမ်းရောလက်စသက်တော့ခင်မေကြီးကမွေးတဲ့သားဟာအဖိုးတို့ရဲ့မျိုးဆက်ဖြစ်တဲ့မောင်နိုင်နဲ့ရတာမဟုတ်ပြန်ဘူးအိမ်မှာခိုင်းတဲ့ကျွန်းအားကြီးနဲ့ရတာဖြစ်နေပြန်ရောဟေဒီတော့ကျွန်းကမွေးတဲ့တပေါက်ကလေးကိုတော့အဖိုးမအပ်နိုင်ဘူးကွာမအပ်ဘူးလို့လဲဆုံးဖြတ်လိုက်တယ်ဟုတ်အဖိုးကြီးကပြောလေတော့ဤတော်ကမောင်များဖေကအဖိုးရဲ့ဒီရင်ကြီးကိုဒါဖြစ်ရင်ဘယ်သူကိုအပ်မှာတော့ဟုတ်မေးလိုက်လေဒီလိုကွဒီရင်ကြီးရဲ့မူလပိုင်ရှင်ကပြည်သားရာမျိုးကြီးကရှေးခါတုန်းကတပုံတကန်တွေမိရှုဖျက်ဆီးမယ်ကြံနေတော့ဝင်ပြီးတိုက်ခိုက်ယူခဲ့တဲ့ဘုံမူကလေးတူရှိခဲ့တယ်ကွဒီเจ้าတွေဟာအခုတော့ပြည်သားရာရဲ့ဒန္တာကြီးလိုဖြစ်နေပါပြီတကယ်ကတော့အဖြစ်မှန်ကွအဲ့ဒါဘာကြီးတော်ဖះလက်ထက်လောက်မှာဖြစ်ခဲ့တာအဲ့ဒီဘုံမူကလေးရဲ့အမည်ကမုံညိုလို့ခေါ်တယ်သူ့ကိုနန်းတွင်းသားတွေကဘုံမူကလေးလို့မခေါ်ကြဘူးဘုံမုံညိုလို့လည်းမခေါ်ကြဘူးမောင်မကြီးသားရဲ့လို့ချစ်စနိုးခေါ်ကြတယ်ကွဘယင်ကောမိဖုရားတွေကပါချစ်ခင်ချင်းခံရတဲ့သဘောပေါ်ကွယ်အဲ့ဒီဘုံမူကလေးမရှိတော့တဲ့နောက်သူ့ရဲ့အမျိုးဆွေတွေဟာဒီအင်ကြီးကိုတယောက်ကတယောက်ဆက်လက်ပြောင်းလာခဲ့ကြတာနောက်ဆုံးမှာအဲ့ဒီမျိုးဆက်ထဲမှာဘိန်းစားကလေးဆိုတဲ့လူရဲ့လက်ထဲလေရောက်ရောဒီအင်ကြီးကိုအဖိုးတို့ညီကိုတို့ကိုရောင်းပြီးဘိန်းချူပြလိုက်တော့တယ်ဆွေစဉ်မျိုးဆက်ထဲမှာမျိုးဖြတ်မကောင်တကောင်ပါလာရင်ဘယ်လောက်ကြီးတဲ့ဆွေမျိုးကြီးပဲဖြစ်ဖြစ်ပျက်စီးရတော့တာပဲလူကလေးရဲ့ဟိုအဖိုးကြီးကပြောတယ်အဖိုးကျွန်တော်မေးတဲ့ဖြေကိုမရောက်သေးဘူးဒီအင်ကြီးကိုအဖိုးရဲ့ညီဘက်ကမွေးခဲ့တဲ့ကျွင်ရဲ့သားတပေါက်ကလေးကိုမပေးဘူးဆိုရင်ဘယ်သူကိုပေးမှာလဲဟိုမောင်များဖေကမေးလိုက်လေမူလပိုင်ရှင်ဖြစ်တဲ့ဘုံမုံညိုကိုပြန်အပ်ရမှာပေါ့ကွယ်ဟိုအဖိုးကြီးကပြန်၍ပြောလေဘုံမုံညိုကဘာကြီးတော်ဖះလက်ထက်လောက်ကဆိုအဖိုးရဲ့ဘယ်လိုလုပ်ပြန်အပ်မှာတော့ဟိုမောင်များဖေကမေးပြန်လေဘုံမုံညိုကလူပြန်ဖြစ်ပြီးရောက်လာပြီလေကွာအဲ့ဒါတခြားလူမှမဟုတ်ပဲလူကလေးပဲပေါ့အဲ့ဒီတော့လူကလေးကိုပဲအပ်ရမှာပေါ့ကွယ်ဒီအင်ကြီးကိုလည်းအပ်ရမယ်ဘုံမုံညိုရဲ့ချစ်သူမြစိန်ဒေဝီကိုလည်းအဖိုးဟာပြုံးမွေးဆောင်းရှောက်ခဲ့ရတာကြာပါပြီသူ့ကိုပါအပ်ရတော့မှာပေါ့ဟိုအဖိုးကြီးကပြောလိုက်လေကျွန်တော်ဟာဘုံမုံညိုဖြစ်တယ်ဆိုတာဘယ်လိုအထောက်ထားနဲ့ပြောနိုင်တာပါလဲအဖိုးဟိုမောင်များဖေကမေးလိုက်လေဒီလိုကွအဖိုးဟာငငယ်ကသာအလုတ်ကောင်းလုပ်ခဲ့တာကွနောက်တော့အလုတ်မလုပ်တော့ဘူးအဖိုးရဲ့ဆရာပေးခဲ့တဲ့တန်တလုံးကလေးကိုပဲထွက်ရစကန်တီပေါက်အောင်ထိုးမယ်ဆိုပြီးအဂရိယပဲထိုးနေတာကွနှစ်တွေကကြာလာတော့အဂရိယထိုးတဲ့ဇေကသိပြီးကုန်တာကလားကွာအဲ့ဒီဇေကလေးကာမိအောင်တခုခုလုံးမှာပဲလို့စဉ်းစားမိတယ်အဲ့ဒီလိုစဉ်းစားမိတာလွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကပေါ့ကွာတခုခုလုံးမယ်လို့စဉ်းစားလိုက်တော့ဘာကိုလုံးမလဲစဉ်းစားမိတယ်လေဆိုတော့ဒီချန်ကြီးဟာကျဲတယ်ဒီအတိုင်းထားမဲ့တူဥယျာဉ်ဆိုင်ပြိုးပြီးအဲ့ဒီကထွက်တဲ့သီးနှံတွေကိုပြည်သားရာကိုတင်ရောင်းရရင်ကောင်းပါပဲလို့စိတ်ကူးမိတာကိုအဲ့ဒီလိုစိတ်ကူးမိတဲ့နေ့မှာပဲဟေတိုက်ဆိုင်ဖြစ်ချင်တော့ဟိုအညာဘက်ကခရီးသည်လင်မယား2ယောက်ဟာဒီနားကိုရောက်လာရင်မိုးမီလို့တစ်ပင်အောက်မှာမိုးဝင်ခိုးတယ်ကွအဲ့ဒီတော့အဖိုးကသနာပြီးအဲ့ဒီလင်မယားကိုအိမ်ထဲမှာမိုးခိုခွင့်ပေးလိုက်တယ်မိုးခိုခွင့်ပေးရင်းနဲ့ပဲအဲ့ဒီလင်မယားနဲ့အဖိုးနဲ့စကားပြောမိကြတော့တာပေါ့ကွာအဲ့ဒီလင်မယားဟာအညာသူအညာသားလင်မယားကွအညာမှာအလုတ်ကင်မကောင်းလို့ရေကြီးရမျက်နှာရလုတ်ကင်စားတော့မယ်ဆိုပြီးထွက်လာကြတာဆိုပဲလင်ကောမယားကောစကားပြောအတော်ရီဝင်တယ်ကွယောက်ျားနာမည်ကကိုသားထက်တဲ့မိန်းမနာမည်က
မကြီးတဲ့အဲ့ဒီတော့အဖိုးကသူတို့ကိုဥယျာဉ်လောက်ကြမလားလက်ကပေးမယ်နေဖို့လဲအင်္ဂလိပ်တစ်လုံးဆောက်ပေးမယ်လို့ပြောတာပေါ့ကွာလင်ကောမယားကောဝမ်းသာလွန်းလို့ထတောင်ခုန်ကြတယ်ဒါနဲ့အဖိုးလဲဟိုဘက်ခြံတော့မှာပြင်တော်အိမ်သေးသေးကလေးဆောက်ပေးလိုက်တယ်သူတို့လင်မယားကိုလည်းအသည့်အနှံတွေစိုက်ခိုင်းတော့တာပေါ့တော်တော်ကိုအလုပ်ကြိုးစားတဲ့လင်မယားပဲတက်ညီလက်ညီကိုအလုပ်လုပ်ကြတော့တာပဲအဖိုးကတော့အကြွတဲ့ထုံးမြထုံးနေတာပေါ့ကွာအသည့်အနှံတွေဖြစ်လာတဲ့အခါကျတော့လှဲတွေနဲ့ပြည်သားရာကိုပို့ခိုင်းတာပေါ့ဟိုမှာကအဖိုးရဲ့မြေးတွေမြစ်တွေကလည်းရှိတယ်ဘွဲယုံတွေဘွဲသားတွေကလည်းအဖိုးနဲ့တည်တဲ့လူကြီးပဲမဟုတ်လားမောင်သားထက်ကအသည့်အနှံတွေသွားပို့လိုက်တာနဲ့ဘွဲယုံတွေကချက်ချင်းငွေချေတော့တာပဲအဖိုးလဲဝင်ငွေနဲ့ဗာနဲ့ဖြစ်လာသလိုမကြီးတို့လင်မယားလဲပြောင်းရောင်ဖြစ်လာယုံဘဲကမလို့မကြီးမှဆိုရင်ရွှေတွဲလဲငွေတွဲလဲနဲ့ပေါ့ကွာအဲ့ဒီလိုနဲ့ငါတို့ဟာစီးပွားပဲဖြစ်လာကြတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေရာမှာမကြီးလို့ဖတ်လိုက်ပါတယ်အခုမှပဲစာရှင်းလင်းလင်းများမကြိုးဖြစ်နေပါတယ်အဲ့တော့ကျွန်တော်ကိုဒီခံထားလေခွင့်ပြုပါခင်ဗျာတညမှာမကြိုးကအိမ်မက်မက်တယ်ဆိုပဲတောင်ကပန်ထိတ်မှရှိတဲ့ဇီဒီဘက်ကနေရှစ်ခေတ်စစ်ဘိုလ်လိုဝတ်ထားတဲ့လူငယ်တယောက်နဲ့မင်းသမီးလိုဝတ်ထားတဲ့မင်းမလျှော်လေးဟာမကြိုးတို့အိမ်ဘက်စီကိုရှောက်လာကြတယ်ဆိုပဲအဲ့ဒီတော့မကြိုးကစစ်ဘုတ်ကလေးကိုဘာကိစ္စလဲလို့မေးလိုက်တယ်စစ်ဘုတ်ကလေးကကျွန်တော်တို့ဟာလင်မယားပါတဲ့ကျွန်တော်နာမည်ကဘုံမှုကလေးမိုးညိုလို့ခေါ်ပါတယ်နေပြည်တော်မှာတော့ကျွန်တော်ကိုအားလုံးကမောင်မင်းကြီးသားလို့ခေါ်ကြပါတယ်ဒါကကျွန်တော်ရဲ့ကျင်ရပါသူ့နာမည်ကမြသိန်းဒေဝီလို့ခေါ်ပါတယ်ဒီအင်ကြီးဟာကျွန်တော်တို့ဇနီးမောင်နှံရဲ့အင်ကြီးပါဒါပေမဲ့ကျွန်တော်တို့ဇနီးမောင်နှံဟာကျွန်တော်တို့ပစ္စည်းတွေဇီဒီလေးနားမှာရှိတဲ့အတွက်အဲ့ဒီနားမှာပဲနေကြပါတယ်ကျွန်တော်တို့ရဲ့အကြီးအကဲခွင့်ပြုချက်အရာကျွန်တော်ဟာခီးထွက်ဖို့ရှိပါတယ်ဒါကြောင့်ကျွန်တော်ကျင်ရကိုအတော့စီမှာခိတ္တအထားပြရစီလို့ပြောတာကိုအဲ့ဒီတော့မကြိုးကအထားခဲ့ပါစိတ်ချလက်ချထားခဲ့ပါအတော့စောင့်ရှောက်ထားလိုက်ပါမယ်ဘုံမှုကလေးရဲ့လို့ပြန်ပြီးပြောလိုက်တယ်အဲ့ဒီခါမှာဘုံမှုကလေးကအတော့တယောက်တည်းစောင့်ရှောက်ရမှာမဟုတ်ပါဘူးအင်ကြီးမှနေတဲ့အကြည့်တဲ့ဆရာကြီးကလည်းကူပြီးစောင့်ရှောက်မှာပါကျွန်တော်တို့ပစ္စည်းတွေသူတို့ဘာလာပြီးမယူရအောင်ဒီအကြည့်တဲ့ဆရာကြီးဟာအသက်ရှည်ကြီးနေရပြီးသူကလည်းကူပြီးစောင့်ရှောက်မှာပါကျွန်တော်တို့ပစ္စည်းတွေကဒီအင်ကြီးထဲမှာလည်းရှိသေးတယ်လေကဲကျွန်တော်သွားမယ်တော့လို့အဲ့ဒီလိုပြောတယ်ကွာအဲ့ဒီခါမှာသူ့မိန်းကလေးဟာသူ့ယောက်ျားနဲ့ခွဲရမှာဆိုတော့ငိုတာပေါ့ကွာသူ့ယောက်ျားဘုံမှုကလေးကလည်းချော့တယ်ဟေးမိုးတွေတဲတဲမဲမဲကြီးရွာတဲ့နေ့မှာပြန်လာမှာပေါ့ကွယ်လို့ပြောရှာတယ်အဲ့ဒီလိုပြောပြီးတော့ဘုံမှုကလေးဟာမကြိုးကိုနှုတ်ဆက်ပြီးထွက်သွားတယ်အဲ့ဒီမှာမကြိုးဟာဘုံမှုကလေးဒီမင်းသမီးကလေးကိုဘယ်တော့ပြန်လာခေါ်မှာလဲလို့မေးလိုက်တယ်အဲ့ဒီခါမှာဘုံမှုကလေးကသိမကြပါဘူးအတော်အနှစ်20ကြာရင်ကျွန်တော်ဒီကိုလာခဲ့မှာပါအဲ့ဒီခါကျတော့လူကြီးလောက်ကြတာပေါ့လို့ပြောပြီးထွက်သွားတော့တာပဲဟေးအဲ့ဒီအိမ်မက်လဲမက်ပြီးရောမက်ကျိုးလဲကိုဝင်ရှိတာပဲပြီးတော့မွေးလာတော့လဲမိန်းကလေးပဲမွေးတယ်ဒီတော့သူ့ကိုမြသိန်းလိုပဲနာမည်ပေးလိုက်ကြတယ်မြသိန်းဟာအရွယ်ရောက်လာတဲ့အထိစကားမပြောတတ်ရှာဘူးကွအဲ့ဒီတော့သူဟာလူဝင်စားဖြစ်တယ်ဆိုတာသိကြပြီပေါ့ကွာငငယ်ကဆိုရင်ဒီမိန်းကလေးဟာဇီဒီအနားမှာသွားထိုင်ပြီးမှိုင်နေရှာတယ်ကွပြီးတော့သူ့မျက်လုံးတွေဟာတစုံတဦးကိုမျောနေတယ်လို့ပဲဒါနဲ့အဖိုးလည်းဒီကလေးမကလေးကိုစာသင်ပေးတယ်ကွညံလဲသိကောင်းတယ်ဒီတော့စာကိုလည်းတက်သွားတော့တာပေါ့ကွာရုပ်ကလေးကလည်းတန့်လိုက်တာဆိုမပြောပါနဲ့တကယ်နန်းနန်းသူကလေးကြာနေတာပဲသူနည်းနည်းကလေးတိတက်လာတဲ့အခါမှာအဲ့ဒီအဖြစ်ပြက်ကိုအဖိုးကသူ့ကိုပြောပြတယ်အဲ့ဒီတော့သူဟာဝမ်းနေပြီးငိုလိုက်တာမနဲ့ချော့ယူရတယ်ခုအဖိုးကြီးကရှေလျားစွာပြောပြလေတော့ဤဒါနဲ့နေပါဦးအဖိုးရဲ့ဘုံမှုမိုးညို့ဟာကျွန်တော်ပါပဲလို့ဘယ်အချက်ကိုထောက်ပြီးပြောတာလဲခုမောင်မြဖေကမေးလိုက်လေထွဲကအဖိုးကြီးသည်ဘက်ရဲမော၍လူကလေးရောက်လာတဲ့နေ့ဟာမိုးတွေတဲတဲမဲမဲကြီး3-4ရက်လောက်ဇက်တိုက်ရွာတဲ့အချိန်ကြီးကွာပြီးတော့မင်းဒီအိမ်ကြီးကိုရောက်လာတဲ့နေ့ဟာမြစိန်ကလေးအသက်20တင်းတင်းပြည့်တဲ့နေ့လူကလေးဘာပြောချင်သေးတယ်လဲခုမေးလိုက်လေတော့ဤဒါပေမဲ့ကျွန်တော်ဘာမှမသိဘူးအဖိုးခုမောင်မြဖေကပြောလိုက်လေမင်းသိဖို့မလိုဘူးကွတို့တွေသိနေရင်ပြီးတာပဲဒါကြောင့်ဒီအိမ်ကြီးဟာမင်းအိမ်မြစိန်ဟာမင်းမိန်းမဒါပဲလူကလေးခုစောကအဖိုးကြီးသည်ထိုင်နေရာမှစက္ကနေထလေတော့ဤမောင်မြဖေမှာမူဗဇက်အဟောင်းသားနှင့်ကြံခဲ့လေတော့ဤဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာကြီးမင်းသိန်းခါဤမောင်မင်းကြီးသားမောင်မြဖေဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း20နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံး
ပိုင်း21မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာဘေးကင်းကြပါစေကျွန်တော်ပုံမြတ်တင်ပါခင်ဗျာ